လောက်ပဲချဲလဲကွယ်ဒီလိုအချိန်မှတွေ့မယ်ဆိုရင်မပြတ်သားနိုင်ပဲပြန်စင်စားတိုင်းကံကိုဒါလေးကြည်နူးချစ်တဝဲနဲ့အတူအော်မိတယ်ငယ်ရွယ်သူမို့အချက်ဖက်ကိုအလေးသာပေးသူတီးသလိုပဲလူတူတိုင်းတယောက်တိုင်းမှာတစ်ချိန်ချိန်တော့အချက်ဆိုတာရှိခဲ့ကြတယ်လူသားလို့ပေါင်းမိရင်ဘာရဲ့ကြောင့်အားနေသူကိုမုန်းတတ်တာလေဒီပြောင်းလဲခြင်းနဲ့ရင်ဆိုင်ရမှာဟိုတော့ငါကြောင့်စိတ်တွေမရှိခဲ့ဘူးကွယ်ငယ်ရွယ်သူအတွက်အချက်တစ်ခုဒါကိုကွယ်အားထားရခင်မတူမရှိသလောက်ပဲကွယ်မျောလင်းချက်နဲ့နိုင်ရင်ကြုံဆုံနေသမျှအဖြစ်တွေဟာကောင်းလို့